Hello အားလုံးပဲမင်္ဂလာပါဒီနေ့မှာတော့ကျွန်တော်တို့တွေကကိုယ့်ရဲ့ဖုန်းကနော်ကိုယ့်ရဲ့ app တွေ save ဖြစ်အောင်နော်ကိုယ့်ရဲ့ဖုန်းတွေလူတကာသုံးလို့မရအောင်ကျွန်တော်တို့ app တွေ lock ဘယ်လိုခတ်မလဲဆိုတာနဲ့ပတ်သက်တဲ့သင်ခန်းစာဗီဒီယိုလေးပဲဖြစ်ပါတယ်ဒါဆိုရင်ကျွန်တော်တို့ဗီဒီယိုလေးမစခင် channel လေးကို subscribe မလုပ်ရသေးဘူးဆိုရင်လည်း channel လေးကို subscribe လုပ်ပေးဖို့အတွက်တောင်းဆိုချင်ပါတယ်ဒါဆိုရင်ဗီဒီယိုဖတ်ကိုတွားလိုက်ပါမယ်နော်Okay ကျွန်တော်ပထမဦးဆုံးအနေနဲ့ကတော့ကိုဖုန်းရဲ့ setting တွေကိုကျွန်တော်ဝင်မယ်เนาะအဲ့လိုဝင်ပြီးတော့လို့ရှိရင်တော့ကျွန်တော်အောက်နေဆွဲချမယ်ဆွဲချပြီးဒီနေရာမှာကျွန်တော်တွေ့ရတဲ့ app ဆိုတာလေးကိုကျွန်တော်မြင်ရမှာဖြစ်တာပေါ့เนาะဒီနေရာမှာ app ဆိုတာမြင်ရရင်အပေါ်တောင်းနားမှာ app block ရှိတာပေါ့เนาะဒီနေရာလေးပဲဖြစ်တာပေါ့เนาะဒါပေမဲ့တချို့မိတ်ဆွေတွေကြတော့ဒါရှာမတွေ့ဘူးဆိုရင်เนาะအပြင်နဲ့ထွက်ပြီးမှအပေါ်ရဲ့ search bar မှာ app app lock เนาะ app block ဆိုမှရိုက်ရှာလိုက်ပေါ့เนาะapp block ဆိုမှရိုက်ရှာပြီးအထဲကိုကျွန်တော်ဝင်လိုက်ပေါ့နော်ဝင်ပြီးတော့လို့ရှိရင်ဒီနေရာမှာခုနအတိုင်းပဲturn on ဆိုတဲ့ဥစ္စာပေါ်လာမယ်ဒီကောင်လေးထဲကိုကျွန်တော်ဝင်မယ်ဝင်ပြီးတော့လို့ရှိရင်တော့ဒီနေရာမှာကိုကြိုက်တဲ့ pattern password lock ဒါခက်လို့ရတာပေါ့နော်အလွယ်တကူကိုမှတ်မိနိုင်မဲ့ဥစ္စာဒါခက်လို့ရတာပေါ့နော်ဒီနေရာမှာနှစ်ခါလုပ်ပေးရမယ်အဲ့လိုလုပ်ပြီးတော့လို့ရှိရင်တော့ကျွန်တော် niche ကိုနှိပ်လိုက်ပေါ့နော်ဒီနေရာမှာသူကမီဖုန်းတွေဆိုရင်မီအကောင့်ထည့်ခိုင်းတယ်ကျွန်တော်မထည့်ဘူးပေါ့နော်အဲ့ဆိုရင်အောက်နားကကျွန်တော် not now ဆိုတာလေးရှိတယ်အဲ့ဒီကောင်လေးကိုကျွန်တော်နှိပ်လိုက်ပေါ့နော်နှိပ်ပြီးသွားလို့ရှိရင်9စက္ကန့်စောက်ပြီးသွားလို့ရှိရင်ဒီနေရာမှာ not now လေးဒါပေါ်လာမယ်ဒီကောင်လေးကိုနှိပ်လိုက်နှိပ်ပြီးသွားလို့ရှိရင်ဒီနေရာမှာ fingerprint ပေါ့နော်လက်ပွေနဲ့တုံးလို့ရတဲ့ဖုန်းတွေဆိုရင်လက်ပွေပါတဲ့ဖုန်းဆိုရင်လက်ပွေနဲ့တော့ခက်လဲရတယ်နော်လက်ပွေမပါတဲ့ဖုန်းဆိုရင်ရိုးရိုး pattern lock ခက်လဲရတယ်နော်ဒီနေရာမှာကျွန်တော် cancel နှိပ်လိုက်မယ်နော်ကျွန်တော်ကတော့ဒီဖုန်းမှာရတယ်ဒါပေမဲ့မသုံးဘူးပေါ့နော် cancel နှိပ်လိုက်မယ်နှိပ်ပြီးသွားလို့ရှိရင်တော့ဖြစ်ဒီနေရာမှာကျွန်တော်တို့ဒါကျွန်တော်ကတော့ YouTube ကိုဒါပထမဦးဆုံးဒါကျွန်တော် lock ခက်မယ်ပေါ့နော်ကျွန်တော်ဒါပြပေးတာဖြစ်တာပေါ့နော်ဒါဆိုရင်ပထမဦးဆုံးအနေနဲ့ YouTube ကို lock ခက်မယ်ပြီးလို့ရှိရင်ဒီနေရာမှာ Google ကိုလည်းကျွန်တော် lock ခက်မယ်ပြီးလို့ရှိရင်ဒီနေရာမှာ Viber ကိုလည်း lock ခက်မယ်ပြီးရင်တော့ကျွန်တော် Gallery ကို lock ခက်မှာပေါ့နော်ဒီနေရာမှာကိုစိတ်ကြိုက်နော်ကိုကြိုက်တာကိုဒါ lock ခက်လို့ရတယ်နော်ဘာမှကန့်သက်ထားခြင်းမရှိဘူးကိုဘာကို lock ခက်ခြင်းလဲဒါတော့ခက်လို့ရတာပေါ့နော်အဲ့လိုကျွန်တော်ကိုစိတ်ကြိုက် lock ခက်ပြီးသွားလို့ရှိရင်တော့ခလဲဘာလေးနဲ့ကျွန်တော်ထွက်မယ်ထွက်ပြီးရင်ကျွန်တော်စမ်းမယ်ပေါ့နော်ပထမဦးဆုံး YouTube ကိုစမ်းမယ် okay ဒီနေရာမှာကျွန်တော်တို့ဒါ use passport เนาะကိုခုနခက်လိုက်တဲ့ passport တောင်းပြီးokay เนาะ passport တောင်းပြီဆိုရင် passport လေးကိုဖွင့်လိုက် okay right เนาะဒီနေရာမှာ Google လဲစမ်းမယ်เนาะ Google ကိုစမ်းကြည့်မယ် okay ဒီနေရာမှာလဲတောင်းပြီဒါဆိုရင်ကျွန်တော်ကဒါလွယ်လွယ်ကူကူနဲ့เนาะကိုဖုန်းစစ်ဖြစ်အောင်เนาะကိုဖုန်းစစ်ဖြစ်အောင် app တွေကို lock ခဲ့တဲ့နည်းပဲဖြစ်ပါတယ်ဗီဒီယိုလေးကိုကြိုက်နေတဲ့တယ်ဆိုရင်လည်းဗီဒီယိုလေးကို like လုပ်ပြီးမှ channel လေးကိုလည်း subscribe လုပ်ထားပေးဖို့အတွက်မမေ့ကြပါနဲ့เนาะအားလုံးကိုကျေးဇူးတင်ပါတယ် bye bye